လူတွေကဒီခါမှာလက်ဒီခေါ်တဲ့ကနေရာတော်ပြဆိုင်တာဟုတ်လားသူနဲ့တရားကောင်းတယ်မနဲ့တရားကောင်းတယ်တဲ့ကျွန်တော်တို့လက်ဒီကိုလာခဲ့ပါဆိုပြီးတော့တရားတော်နဲ့ခေါ်ကြတာအဲ့လိုခေါ်တော့တဲ့ဓမ္မိကဥပဒရာကြီးကဒီရနာနေတဲ့ဒီဖြစ်တဲ့အတွက်တဲ့ဆန်းကံမအောင်ချက်မအောင်လို့ပြောတာကိုတဲ့ရဟန်းတွေကသူတို့ပြောတယ်ဆိုတော့ရဟန်းတော်တွေကချက်ပြီးတော့ဟောတဲ့ဘာလို့ပြည့်ရွယ်အချိန်ဖို့တော့ဘူးပြန်တော့မှဆိုတာကတော့ဒီနေ့တွေကပြန်ကြောက်သွားပြီအဲ့တော့ဘယ်လိုဖြစ်လဲဆိုလို့ရှိရင်တဲ့သူသားမိကဘုရားတော့အားလို့ဖေရတဲ့ခါလိုက်ပြီဆိုလို့ရှိရင်တဲ့ပြေကြတဲ့နားတဲ့ခါမှာဟုတ်လားဘယ်လိုမှကြောင်ရမှုမရှိဘူးပြည်နေမှုမရှိဘူးပြေကြနားတဲ့ခါမှာအင်မတန်ကတော့အဲ့တဲ့လိုရှိတယ်ပေါ့အခုဒီကနေ့ခါမှာတဲ့ပြေရမှကြောက်လို့တဲ့အားရနဲ့တူတယ်လို့သူတို့သူ့နေပြီးတော့တဲ့သူရဲ့အားမိတွေကိုတွေ့ကြပြီအားမိပါလေတော့ငိုပြီးတယ်သူ့ဘေးဟုတ်လားတရားနဲ့ကြောက်လို့တဲ့တရားနဲ့တောင်းလိုက်ပြီးတော့တားတယ်နဲ့တူတယ်ဆိုပြီးတော့တွေ့ကြပြီဘုရားကဓမ္မိကဥပဒကရဲ့ပြရတာပေါ့အာငါတို့ပြီးတော့အဲ့လိုဘုရားကြတာလေပြည့်ယူနေတယ်တဲ့ရဟန်းတော်တွေကဘယ်ရောက်သွားပြီလဲဆိုပြီးတော့ပြီးတော့ဖာကြီးပဲတဲ့ဒီကောင်ဆန်းကမောင်ပြောလို့တဲ့တန်ခါတော်ရှင်ရဲ့ဒီကပြန်ကြွသွားပြီခြေသားချင်းမီတို့တဲ့ငါရက်အောင်ဆန်းကမောင်ပြောတာတဲ့တန်ခါတော်ဒီကတည်းကပေရကိုပြောတာမဟုတ်ဘူးတဲ့ငါကိုတဲ့လက်ဒီထုံးတဲ့ကားတဲ့နိုင်လာ၆ဆင်းငါကိုလို့ငါဒီကနာရာအနောက်ကျဖြစ်လို့တဲ့ရက်အောင်ဆန်းကမောင်လို့ပြောတာအဲ့လိုပြောတော့လက်ဒီထုံးတဲ့ကားလာတဲ့နိုင်လာ၆ဆင်းဟာဓမ္မိကဥပဒကကြီးပဲမြင်ရတာကုလားကြီးမြင်ရတာကုလားကြီးမမြင်ရဘူးတဲ့ကုလားကြီးမမြင်တော့မယုံဘူးပေါ့အဖေကလည်းနဲ့တော့တော့စိတ်ပဲပြောတယ်တဲ့ဒါတော့လည်းမမြင်ဘူးပြီးလို့လည်းမမြင်ဘူးလို့ပြောတယ်အဲ့လိုပြောတော့တဲ့ဆရာရှင်ကြီးတို့အဖေမများတဲ့ကာနုကစီစဉ်လာတာရှိတာတဲ့ရှိပါတယ်ရှိလို့ရှိရင်အဖေကယူလာတယ်အဖေကစီမံတာကောင်းကောင်းလာခဲ့ပါအကုန်ယူလာပြီးတော့တဲ့သူကဓာတ်ပိကိုပြည့်ရဲ့သူကဓာတ်ပိကလည်းဟုတ်လားဘုရားနာနာရဲတဲ့မကိတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကေသာလူတိကိုတဲ့နတ်ကြီးဆောင်းရမှာတဲ့ဖေနတ်ကြီးကအကောင်းဆုံးလေအာရဝယ်အကောင်းဆုံးလေလို့ပြောလိုက်တယ်အဲ့လိုပြောလိုက်တော့တဲ့နတ်ကြီးဆောင်းရမှာတဲ့သူရိယာနတ်ကြီးဖေနတ်ကြီးရဲ့တော့သူရိယာနတ်ကြီးကတဲ့ပြုတ်စရာလည်းကောင်းတယ်တဲ့စီရီဥစ္စာကြီးတဲ့စီရီချမ်းသာပြည့်စုံတယ်နောက်တစ်ပါးတဲ့ဘုရားတော်နေတယ်အဲ့ဒီသူရိယာနတ်ကြီးမှာပဲတန်နေတာဘုရားတော်နေကြတဲ့မှာတန်နေတာပဲတော့သူရိယာနတ်ကြီးမှာလည်းတန်နေတာတဲ့ဖေတဲ့သူရိယာနတ်ကြီးကတဲ့အမြဲတမ်းပြောမှုပဲကောင်းတယ်ဘုရားတော်တော်ကောင်းတယ်စံပြတဲ့နတ်ကြီးဖြစ်တယ်လို့ပြောတယ်အဲ့ဒါဘယ်လိုကြည့်ရင်ကံကိုကောင်းကောင်းပြည့်တယ်လိုက်သူရိယာနေတာဒီမဲ့နေတာမှာချစ်ပါသေးပြီးလို့လေကပြီးတော့ပြည့်လိုက်ပါအဲ့လိုပဲဆိုသူလာတိကကံကောင်းတဲ့ကောင်းကိုပြည့်တယ်လိုက်တာအဲ့ပြည့်လိုက်တော့အဲ့ဒီကံကောင်းတဲ့သူရိယာနေတာမှာသွားချပြီးတော့တဲ့ပြန်တဲ့နေတာငါးသိပြန်သွားပြီအဲ့တော့ဒီတော့တဲ့သူဘုရားသူ့ရဲ့အားနေကိုဆုံးပါတယ်ဆရာချင်းကြီးတို့အာမကြီးကတော့တဲ့လက်ဒီကိုဟောတော့ပဲတဲ့ပြင်ဆရာချင်းကြီးတို့လည်းကုလိုကောင်းမှုတွေကိုတဲ့မနစ်တွေပြကြတော့ဆိုပြီးတော့အဲ့လိုဆုံးပါပြီးတော့အမိကဥပဒကာကြီးဘဝကိုဆုံးပါတော့ပြီဟုတ်လားအဲ့တော့ဓမ္မိကဥပဒကာကြီးကတဲ့ဒုက္ခကိုလာခြင်းကောင်းကောင်းနဲ့လာပြီးတော့ပြန်ကြီးကောင်းမှုလားကောင်းတယ်ဟုတ်လားသူကကိုလာခြင်းကောင်းကောင်းပြီးတော့ပြောလို့ရှိရင်လည်းပဲလာပြီးတော့ကျေဆုံးတော့လည်းပြိဋ္ဌာန်နဲ့ဒီကိုကြောက်တဲ့ဆွဲအောင်တဲ့ပြန်ပြီးတော့ကောင်းမှုလားကောင်းတယ်အဲဒီတော့နိုင်ကမောအာဓမ္မောသာဥဘောဥဘောဓမ္မောပါတိမောအာဓမ္မောနိလယနိတိဓမ္မောပါဘေကိဓမ္မောပါဘေတိပြုတ်တယ်ဓမ္မောသာကုညေတုတရားတွေ၎င်းအာဓမ္မောသာအာဂုရတရားတွေ၎င်းဥဘောကုလိုအာဂုရတရားတစ်ပါးတို့သည်ဓမ္မဝိပါကိတောဒုညာတော်တို့ရှိကုန်၏နာဝလိဖြစ်ကုန်အာဓမ္မောအာဂုရတရားတွေဒုက္ခဒုက္ခတို့ပါဘေတိရောက်နေတယ်ကုဒနာကုတရားဒီဒုက္ခတွေတော့ပါပေရိရောက်နေတယ်လို့ဘဂဝါဘုရားမာရကြီးများကိုတော်ပြည့်ကြီးဒီအဝေါသာကုဏာစေကမြေကြလိုက်ပြီးတော့ပြီအဲ့တော့ဒုက္ခမှာအောင်လို့ရေကုလိုနဲ့အာဟုတော့အကျိုးပေးကြွယ်လားမတူဘူး
တဲ့အာဟုလိုအကျိုးပေးတဲ့အတွက်ဇောနာတုကိကတဲ့ဝိသီငယ်ကိုရောက်သွားပြီဘယ်ရောက်သွားတော့ဝိသီငယ်ရောက်သွားပြီဝိသီငယ်ရောက်သွားတာသူလို့သူကိုယ်တိုင်လို့အော်ဒါဓမ္မိကဥပဒကာတိကတဲ့ဘယ်ရောက်သွားတော့နတ်ကြီးကိုရောက်သွားပြီအဲ့တော့ခုလိုနဲ့အာဟုလိုအကျိုးပေးသူရဲ့လားဒီလိုတဲ့အာဟုလိုကအပယ်လေးပါးကိုပေးတယ်ခုလိုကနိုင်ပြီးတော့တဲ့သူကိုပေးတယ်အဲ့ဒါတော့လူကြီးကိုတဲ့နာကျင်ကောင်းကောင်းနဲ့လာပြီးတော့ပြန်ကြီးကောင်းကောင်းနဲ့ပြန်သွားတဲ့ဓမ္မိကဥပဒကာလူကြီးကိုလာကျင်ကောင်းကောင်းနဲ့လာပြီးတော့တဲ့ပြန်ကြီးကောင်းကောင်းနဲ့ပြန်သွားတဲ့ပုဂ္ဂိုလ်ကပါတော့သုဏဒုက္ခအဲ့တော့လူကြီးမှာဘုံကြီးမျိုးရှိတဲ့နဲ့သူရွေးချယ်သွားတဲ့နာဟာကောင်းရဲ့လားမကောင်းဘူးတဲ့အပယ်လေးပါဝိရိယကိုကြွားတယ်ဓမ္မိကဥပဒကာရွေးချယ်တဲ့နာကတော့ကောင်းတဲ့နာနတ်ကြီးတို့တော့မကောင်းဘူးလားကောင်းပါလေအဲ့ဒါနတ်ကြီးတို့ကြွားတယ်နောက်တစ်ခါတဲ့ဟုတ်လားအပေလေးကိုလည်းတော့တဲ့တရားလည်းပြီးပါပြီနောက်တစ်ခါတဲ့နိဗ္ဗာန်ပြည်ကိုတဲ့မြင်မောင်ပြုသွားတဲ့တရားတော်လေးနိုင်ကြအောင်နိဗ္ဗာန်ပြည်ကိုတဲ့မြင်မောင်ပြုသွားတဲ့တရားတော်လေးကတော့ဟုတ်လားဥပ္ပဒေမှာဦးဇင်းတို့ငယ်ငယ်လေးပါပြောတယ်ဟုတ်လားဥပ္ပဒေမှာတဲ့ဘာယာနတိဒီမှာဘာကြီးတဲ့တော့ဘာယာနတိဒီမှာတဲ့ဘာမီကိုလည်းတော့ပြမတတ်ပြီးဆိုတာနဲ့အဲ့လိုပဲဟုတ်လားကိုယ်ရဲ့ဘာယာနတိပြမတတ်ပြီးဆိုတာလေးရဲ့အချိန်သောရကလူတွေနဲ့တဲ့ဥဒ္ဒရာကိုလည်းတကယ်ချင်းတယောက်ရှိတယ်တကယ်ချင်းတွေ့ရတော့သောရကနဲ့ဥဒ္ဒရာလူလေးဆိုပြီးတော့တကယ်ချင်းတယောက်ရှိတယ်အဲဒီလူတွေတယောက်ကတဲ့ဥဒ္ဒရာလူတွေကတဲ့ရှင်မေးရတာဥဒ္ဒရာလူတွေတွေ့ရတာတော့ရှင်မေးရတာသောရကလူတွေလေးကတော့အထင်ကြီးရတာအဲ့တော့သောရကလူတွေနဲ့တဲ့ဥဒ္ဒရာလူတွေတို့ဒီလိုရောက်လာပြီဆိုတော့တဲ့အဲ့ကလေးကိုပညာသင်သွားပြီလေသွားတော့အဲ့လိုပညာသင်သွားပြီဟုတ်လားလူကြီးကတော့အာသစ္စနာဆိုတာဟုတ်လားအဲ့ကဒီလားဟုတ်လားအခါရတပညာစေတော်ရဲ့ဆက်စီရပြည့်ပြည့်တဲ့အဲ့ကဒီလားအဲ့ကလေးဆိုတာအာသစ္စနာနိုင်ငံမှာရှိတယ်အဲ့အာသစ္စနာနိုင်ငံတဲ့အဲ့ကဒီလားတဲ့အဲ့အာသစ္စနာနိုင်ငံကိုတဲ့အဲ့သောရကနဲ့ဥဒ္ဒလူတွေကတဲ့မင်းကြီးပြည်သားတွေတက်တဲ့တရားကိုအခါရတအသက်တော်ရဲ့သွားပြီးတော့ပြီးပြီဒီယူပြီးတော့ကဲသူတို့ကလည်းအဆာအဲ့ဒီညာတွေတက်လာပြီးတော့တဲ့မိခင်တိုင်းကိုပြန်လာပြီးဒီကတိုင်းကိုတဲ့မြောက်ဒီမှာတဲ့ခါလိုက်ဟာဘာယနေကြီးမှာတော့ဘာယနေကြီးဝင်လာတော့ဘာယနေကြီးကိုဆက်လာမှသူတို့ကဒီကိုကြောက်အဲ့ဒီဘာယနေကိုပြည့်ပြီးတော့လာတဲ့အချိန်တဲ့အဲ့ဒီကြီးမှာပုံနာတွေပုံနာသာရွတ်တဲ့ပုံနာကိုကြည့်တယ်ဘာပဲလေတော့ပုံနာတွေစုပြီးတော့လားပုံနာတွေမှန်တယ်ရွတ်တဲ့ပေါ်ကြည့်တယ်အဲ့ဒီပုံနာတွေမှန်တယ်ရွတ်တဲ့ပေါ်ကြည့်တော့အဲ့ဒီတော့ကလည်းဟောတာတူတွေရတယ်ပဲသူတို့ပြီးတော့ဖြစ်တဲ့အတွက်တဲ့ခွဲတော်ရေးဆိုတော့အင်းဒီကိုတဲ့ဝင်ရောက်ပြီးတော့ဝင်ရောက်သွားတယ်အဲ့လိုဝင်ရောက်သွားတဲ့အချိန်မှာဥဒ္ဒလူတွေကိုမြင်တော့တဲ့အင်ဂျင်ကတဲ့ဘုံတော်သားကိုခင်းပြီးတယ်ဘာခင်းပြီးတယ်တော့ဘုံသားပြုပဲယူခင်းပြီးတယ်ပေါ့ဗျာအလကားတော့ကတွနေလာတော့တဲ့အင်မတန်မှညီညမ်းတဲ့